ငါရှင်သူမနာတာမိလင်္ကာသာသနာပြုကြတဲ့အခါမှာဆရာကောင်းတပည့်ကောင်းနောက်ဆုံးတက္ကဒကမကောင်းဆိုတဲ့တတိယတောက်တိုင်ခိုင်ပါဖို့လိုပါတယ်တက္ကဒကမကောင်းဖြစ်ဖို့ဆိုတာကလည်းကေတာဂိရိစန္ဒပုတ်မှာအတ္တစိဖုဏ္ဏပတုကယဟန်နေမာယွန်းစွာသာသနာပြုနေတာကိုတွေ့မြင်တဲ့တက္ကတယောက်ကသာသနာပြုပြင်မှုအတွက်မြတ်စွာဘုရားရှင်ကိုလျှောက်ထားခဲ့တယ်လျှောက်ထားဖို့အတွက်တရင်စကားပါခဲ့တယ်သူစွမ်းနိုင်တဲ့နေရာနေသာသနာတော်ကိုမြင့်တင်တယ်သာသနာတော်ကြာဆင်းနေတာကိုမြင်ရင်တက္ကဒကမကောင်းနေရငါတို့ဘလို့မြင့်တင်မလဲတလို့စိတ်နဲ့တိဆောက်ကြပါတယ်တက္ကဒကမကောင်းဖြစ်ဖို့ဆိုတာလည်းသာသနာတော်ရဲ့အားနည်းတာမြင်ဖေးမပေးဖို့ကြည်ရပါတယ်ဖိနှိပ်ဖို့မဟုတ်ပါဘူးထို့တူဒီဝခေတ်မှာပရကမဘာဟုမင်းလက်ထက်မှာသာသနာတော်မှာမဟာဝိဟာရအဘေယဂိရိစေတဝနစသဖြင့်နိကာယတွေကွဲနေတာကိုပရကမဘာဟုမင်းဟာဒီတန်ခါဖွဲ့စည်းတွေညီညွတ်အောင်ဆောင်ရွက်ခဲ့ပဲတကားကောင်းတယောက်ဖြစ်ပါတယ်သာသနာတော်ကိုနေစာတော်အမြဲကိုကြီးညိုလေးစားပြီးတန်ဃာတော်တွေကိုရိုသေးသေးစီးကပ်ပြီးပစ္စည်းလေးပါထောက်ပံ့ခဲ့တယ်တကားကောင်းနေအတွက်ပြရုပ်တစ်ခုဖြစ်ခဲ့ပါတယ်ထို့ကြောင့်ကိုအဘိဓမ္မာဤကုန်းမှာပါတဲ့ဂါထာအားပါဠိနေတယနဝရုပ်ဖတ်ဟောကြားပေးပါအာရှင်ဝိဘိနံစိရံဘိက္ခုတံဂံနိကာယတရားသမိန်စာကာရိတိတမသမကေတာရေဟံဝါနိစ္စကတရောဒီကကာလံမဟကေဟိရခေတိယောပစ္စယေဟိယောအကျင်ပရကမဘာဟုမင်းတိနိကာယတရားသမိန်စာမဟာဝိဟာရအဘေယဂိတိစေရဝနဟုသောနိကေသုံးရ၌စီရန်ကြမြင့်စွာဝိဘိနံကွဲပြား၍လာသောဘိက္ခုတံကံယဟန်တံဃာတော်မြတ်အပေါင်းကိုတမာကောင်းစွာတမက်ကေညီညွတ်သည်တို့ကိုကာရိတိပြုစေပြီနေသာတော်အမြဲယုတည်ခြင်းရှိသည်ဟုတ်တော်အားဖြစ်၍ဒီကကာလံရှည်စွာသောကာလပတ်လုံးမဟကေဟိအဖိုးများစွာထိုက်တန်ကုန်သောပစ္စည်းယေဟိပစ္စည်းလေးပါးတို့ဖြင့်တာရေဟံဝမိမိကိုယ်ကိုကဲ့သို့ရခေတိစောင့်ရှောက်စေလေပြီသာဓုသာဓုသာ